ဘသူလဲမသိဘူးလာပြီနော်ခဏလေးဟဲစုငါနေ့ကိုနောက်ရက်မှလာမယ်ထင်နေတာ။အော်ကိုတငယ်ချင်းတယောက်လုံးဖျားနေရအောင်လာမတွေ့လို့ရမလား။နောက်ရက်လည်းလာအောင်ပါဆိုရင်ပဲဒီနေ့ကလမ်းကျော်လုံးခဏဝင်လာခဲ့ဟာ။အေးငါဘာမှတော့ဝယ်မလာမိပဲ နေရလေဟဲချင်းလေးပဲဘာမှမဖြစ်ဘူးလာအိတ်ခန်းထဲမှာဝင်ထိုင်လာခဲ့ရတာမောနေပြီထင်တယ်ငါရေတစ်ခွက်လောက်တော့ခတ်ပြရအောင်မလား ။အောင်မလီကိုကကိုသာဂယူးဆိုင်ဆမ်းမှာတငယ်ချင်းရဲ့နင်ကြောင်းတစ်ပတ်လောက်ပြက်လို့ငါမှစိတ်တွေပူနေရ။ဘလို့ဖြစ်လို့ဖျားသွားတာလဲ။အခုရောအချင်းနေဘလို့လဲ မသိပါဘူးဟဲ့စဖျားတော့ကလေအရာတွေကဝုမထားနိုင်တာအခုကတော့တော်တော်လေးတက်တာလာပါပြီလေချောင်းတာနဲ့ချောင်းဆူတာလောက်ပဲကြမ်းတော့တာ ။လေချောင်းနာရယ်ဆိုရင်လည်းအတန်ကိုအနားပေးထားလေဟဲ့။ပြီးတော့ရေခဲတွေပါလည်းမတောက်နေဘူးနော်။ငါနောက်ရက်လာမှနေကြိုက်တဲ့ချက်ခောက်ဆိုအရင်နဲ့ဝင်လာခဲ့မယ်ဟုတ်ပြီလား။ ချမ်းခောက်ဆဲဆိုရင်တော့အားမနာဘူးနော်ဝေခဲ့အေးတကားပဲတန်ကြားလိုက်တာဘသူများလဲလို့တမီးစုကိုမတွေ့ရအောင်ကြပြီနော်ဟုတ်တယ်အန်တီရဲ့သမီးလည်းဆိုင်နဲ့ရှုပ်နေရနဲ့ကြော့စီတာအောင်မလှည့်ပြဘူးဟုတ်ပါပြီကွယ်နောက်တစ်ခါလာလေနော်တမီးစုကိုငယ်ငယ်လေးတုန်းကချက်ကြွေးတဲ့ဟင်းလေးပြန်ချက်ကြွေးမယ်နော်အခုတော့အချိန်မရလို့ဒါလေးပဲစားလိုက်အောင်နော်တမီးချင်းပြုတ်ရည်တွေကတမီးလေးအတွက်ရှင်နဲ့ချင်းတော့ကတော့တမီးစုအတွက် ကျေးဇူးပါမမရဲ့စုလဲစားနော်အားမနာနဲ့မမကလေငါ့ကိုဖျားပြီးတဲ့ကတရက်ကိုချင်းပြုတ်ပြီး3ခေါက်တောက်ခိုင်းနေရအဲ့ဒါကြောင့်လည်းလေချောင်းနာတာတက်တာပြီးတော့အခုလောက်ထိစကားကိုတေချာပြန်ပြောနိုင်တာလी ။အိုးအေးငါဂျင်းကအဲ့လိုအစွမ်းရှိရလို့လူကြီးတွေပြောကြားဘူးတယ် ဟုတ်တယ်မမကလေချင်းဖန်အကြီးစား तू ကချင်းကိုဖျားလဲစားတယ်မဖျားလဲစားတယ်ငါလည်းစားတော့စားတတ်တယ်ဆိုပေမဲ့အရသာအဲ့လောက်ထိမကြိုက်တော့ဖျားမှစားဖြစ်တာ အန်တီလည်းအရင်တော့ကဆိုချင်းရတာကိုမကြိုက်ဘူးတမီးရဲ့ဖျားမှပဲစပြစ်တာဒါပေမဲ့တမီးလေးကိုဝင်နေတော့ကလွမ်းတစ်ပိုင်းပြိုဝင်ချင်တာကိုချင်းပြုတ်ရတတ်တာစီတယ်ဆိုပြီးကြားလို့တောက်ကြည့်လိုက်တာတမီးရဲ့တကယ်တတ်တာရဲတလားအဲ့ဒီအချိန်တော့ကဆိုရင်တောက်ပြီးသွားတာနဲ့မအီမလေးဖြစ်တာတွေကချက်ချင်းကိုကောင်းသွားတာအဲ့ကလေးကချင်းရတာကိုစပြီးကြိုက်သွားတော့တာပဲကွယ်အခုဆိုလေကျင်းတော့ကိုတစ်ပတ်တစ်ခါလောက်စားလိုက်ရမှာကိုကျင်နေတာတမီးစုချင်းတုပ်စားလေဘာဖြစ်လို့လဲတမီး ။ဟုတ်အန်တီကျေးဇူးပါ။တုတ်ထားလေးကစားလို့ကောင်းတဲ့ပုံပေါ်ပါတယ်။ဒါပေမဲ့လေသမီးကဂျင်းသိမ့်မကြိုက်တော့ ဟဲတကယ်မကြိုက်ဘူးလားသမီးရဲ့ဟုတ်တယ်အန်တီရဲ့သူ့ရဲ့လေအဲ့လိုဆက်သွားတဲ့အရာတာကိုမကြိုက်တာ။အော်သမီးရဲ့အဲ့လိုရတာမျိုးရှိလို့ဂျင်းကဆေးဘက်ဝင်တာလေ။ဂျင်းကအန်တီတို့ဖျားနေတဲ့အချိန်မျိုးမှာဖြစ်တတ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုကာကွယ်ပေးတယ်သမီးရဲ့။ဥပမာအနေနဲ့ပြောရရင်အခုသမီးလေးဖြစ်နေတဲ့လေချောင်းနာတာလိုမျိုးပေါ့။ဟိုရင်ရက်ကသမီးလေးချောင်းတွေတော်တော်ဆိုးနေတဲ့အချိန်တုန်းကဆိုရင်ဂျင်းကိုပပလှီးပြီးဆေးပြက်လဲစားခိုင်းလိုက်သေးတယ်သမီးရဲ့ဟုတ်ဂျင်းကလေဆေးဘက်ဝင်တော့လက်ခံပါတယ်ဒါပေမဲ့ပါဇက်ထဲမှာဂျင်းအရာတာကြီးဆွဲကြံခဲ့တာကိုမကြိုက်တာအန်တီရဲ့။အော်အဲ့ဒါဆိုရင်သမီးဖျားတဲ့ခါကျရင်ဒီတိုင်းဂျင်းပြုတ်ရည်တီးတက်ရင်တောက်တာမျိုးမဟုတ်ဘဲနဲ့တချို့သူတွေတောက်တယ်လို့မျိုးထညံလေးထဲပြုတ်ပြီးတော့တောက်ကြည့်ပါလားသမီး။အဲ့ဒါဆိုရင်ဂျင်းရတာအဲ့လောက်မပြင်းတော့ဘူးသမီးရဲ့။အော်မမရေစုကမကြိုက်ဘူးလို့ပြောတာမကြိုက်လို့ပေါ့ဆက်မပြောပါနဲ့တော့ ။အော်သမီးလေးရေသမီးစုကနားထောင်ချင်ပါတယ်။ဂျင်းကောင်းကြောင်ပိုသိချင်တယ်လေဟုတ်တယ်မလားသမီးဟုတ်ဟုတ်ကဲ့အန်တီနားထောင်ချင်ပါတယ်။တွေ့လားသမီးလေးရဲ့နားထောင်ချင်ပါတယ်တဲ့။နေပါအောင်ဘယ်ရောက်သွားပြီ။အော်မှတ်မိပြီ။ဂျင်းကအန်တီတို့အစာမှားစားမိတာတို့လေထိုးလေဟောင်းတို့ဖြစ်တာကိုလည်းကူညီပေးတယ်သမီးရဲ့ပြီးတော့အစာကြည်အောင်လည်းကူညီပေးသေးတယ်ကွယ်အရှေ့အာရှနိုင်ငံတွေမှာဆိုရင်လေအီတတ်တဲ့အစားအစာမျိုးစားရင်ဂျင်းပြားလေးတွေကိုတွဲစားဖို့အတွက်ချထားပေးတတ်ကြသေးတယ်အဲ့ဒါကြောင့်လေအန်တီဆိုရင်အစာစားပြီးတိုင်းဂျင်းဆေးပြားလေးပေါ်ဝါပြီးတော့ကိုစားဖြစ်တယ်သမီးရဲ့ဒါပေမဲ့လေသူကြီးကရင်ပြရည်မဖြစ်တတ်တော့အစားလည်းအဆင်ပြေလောက်တယ်ထင်ပါတယ်မဟုတ်ဘူးလေသမီးစုရဲ့တကယ်ဆိုဂျင်းဆိုတာကအမျိုးသမီးတိုင်းတောက်ကိုတောက်တဲ့နာ ခုနကအန်တီပြောသလိုမျိုးပဲသမီးရဲ့အန်တီကိုဝင်နေတော့ကဆိုရင်လေအန်ဂျင်နာတွေပြို့ကျင်တာတွေကိုကူညီပေးတယ်ပြီးတော့ဓမ္မတာလာတဲ့အချိန်မှာဆိုရင်လေဘာရောက်နောက်ချင်းဟာတက်တာစီတယ်ကွအဲ့လိုဆိုတော့အန်တီတို့အမျိုးသမီးတွေတိုင်းအမြဲဆောင်ထားတဲ့စေမိတူလေးပေါ့သမီးတို့ရဲ့ ဟုတ်တယ်နော်မမေကတော့သမီးရာသီလာလို့ဖိုက်ရန်အောင်နေနေမှာဆိုရင်တော့တောက်ခိုင်းလေးရှိပါတယ်ဟ
ဒါပေမဲ့သမီးကမတောက်ချင်တော့ရင်သွေးအိတ်ပဲကတ်ထားဖြစ်တာများတယ် ငါကတော့ဘိုက်အောင်လို့ရှိရင်မမတောက်ခိုင်းလို့တောက်တယ်အဲ့ဒီတော့ကတော့တကယ်တက်တာဒါပေမဲ့လေအခုကဆုလည်းဘာမှမဖြစ်နေဘူးဆိုတော့မစားလေးရပါတယ်မမရေ ။အော်သမီးလေးရေဂျင်းဆိုတာကမြန်မာနိုင်ငံမှာစားကြတဲ့ဟင်းတွေအများကြီးထဲမှာပါတယ်မဟုတ်လား။ပြီးတော့ဒီတစ်ပတ်လုံးငါသမီးလေးစားခဲ့တဲ့ဟင်းတွေထဲမှာလည်းဂျင်းပါတယ်လေ။ဂျင်းကိုအသားစိမ်းငါးစိမ်းတွေနေတဲ့ခါမှလည်းအငြင်းနှံ့ပြအောင်အသုံးပြုကြသေးတယ်သမီးရဲ့ ပြီးတော့ကြားဘူးသလောက်ဆိုရင်လေအန်တီဂျင်းစားအများလို့ဘိုက်ထဲမအီမတာဖြစ်တာတွေနောက်ရင်ပူတာဝမ်းလျှော့ရည်လည်းဖြစ်တယ်ကြားဘူးတော့လေ ။အိုးသမီးလေးရေအဲ့ဒါမျိုးကအများကြီးကိုတစ်ထိုင်နဲ့စားမှဖြစ်တာပါ။တန်ဆေးလုံပေးဆိုသလိုပေါ့သမီးရေစိတ်မပူပါနဲ့နော်။ကေးပါဂျင်းတုပ်လေးတစ်စုံလောက်စားကြည့်လိုက်ပါဦး။တကယ်ကြိုက်သွားစေရမယ် အာမမကလေသူများကမစားပါဘူးဆိုအတင်းမကြွေးပါနဲ့ဆုရရမစားနဲ့တိတာဘာမှမဖြစ်ဘူး ။အော်သမီးလေးရေသူ့ကိုဂျင်းကောင်းကြောင်းနဲ့ရှင်းပြလိုက်တော့သူစားကျင်သွားမှာပေါ့။ဟုတ်တယ်မလားသမီးလေးစားကြည့်ကြည့်နော် ဟုတ်တယ်အန်တီဟုတ်အန်တီတုတ်ပေးရတော့စားလို့ကောင်းပါတယ်ဒါပေမဲ့လေသမီးကဂျင်းရတာကိုကြိုက်ကိုမကြိုက်ဖြစ်နေတော့ ။မဟုတ်ဘူးသမီးစုရေတကယ်ကောင်းတာနောက်တစ်စုံစားကြည့်ကြည့်ပါဦး အော်ဆုနေအရေးကြီးသွားစရာရှိသေးရဆိုနောက်ကျနေဦးမယ်နော် ။အော်သမီးစုကသွားစရာရှိသေးတာလား ဟုတ်တယ်အန်တီသမီးတင်တဲ့သွားစရာလေးရှိသေးလို့အခုတော့နောက်ကျနေပြီထင်တယ်သွားခွင့်ပြုပါအောင်နော်အန်တီ ။အေးပါသမီးရေနောက်ရက်တော့လာလေဦးနော် ဟုတ်ကဲ့အန်တီလာခဲ့မယ်နော် လာဆုငါတကားလိုက်ဖွင့်ပေးမယ် sorry ပါတကယ်ချင်းရဲ့စိတ်မဆိုးနဲ့နော်နင်းသိရတဲ့အတိုင်းပဲငါမိရလीသူပြောတာမှမှန်တခြားသူပြောဘယ်တော့မှလက်မခံဘူးပြီးတော့မမကနေမကြိုက်မှန်းသိလို့တမင်သက်သက်စနေရသိလား ရပါတယ်ဟဲ့ငငယ်လေးကပေါင်းလာပြီပဲဟာစိတ်မဆိုးပါဘူး ။သမီးစုခဏနေဦးနော်။ဒီမှာပြီးစရာလေးရှိသေးလို့ ဟုတ်ကဲ့အန်တီဘာပေးမလို့လဲ ကဲရော့ဒီမှာသမီးအတွက်ချင်းတစ်ခြားလုံးလေးဝယ်ပေးထားတာစားကြည့်ကြည့်နော် အော်မမရေတော့ပါတော့သူလည်းနောက်မှသွားစရာရှိသေးတဲ့ဥစ္စာကို ရပါတယ်တခြားလုံးလေးအတွက်ကျေးဇူးပါနော်အန်တီသမီးသွားလိုက်ပါအောင်မယ် ။အေးပါကွယ်ကျမကြီးကြီးဆိုင်အောင်နော်သမီးလေး ဟုတ်ကဲ့ကြော်ရီအဲ့ဆိုငါသွားပြီနော်တတာနောက်ရက်မှပြန်လာခဲ့မယ် ဒီနေ့ရဲ့ podcast လေးကတော့ဂျင်းရဲ့အစွမ်းအားလေးတွေကိုပြင်းဖို့မကအောင်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။သူပြောတာမှအမှန်ဆိုတဲ့အမေနဲ့ဂျင်းရဲ့ကမ္ဘာရန်သူတငယ်ချင်းတို့ကြားမှာချောင်းတခုခုနှာတရွှ့ရွှ့နဲ့တနာစရာသမီးလေးရဲ့နေမကောင်းခြင်းကတော့ဂျင်းပြုတ်ရည်လေးကြောင့်နဲ့ဖြည်းဖြည်းသက်သာသွားပါတဲ့။စုံနာလေးတို့လည်းဒီနေ့ရဲ့ podcast လေးကိုကြိုက်နှစ်သက်ကြတယ်ဆိုရင်တော့ဒီ podcast လေးကို like ပေးပြီးတော့လူဟန်ကားဆုံးရဲ့ social media တွေကို follow လုပ်ဖို့မမေ့ကြပါနဲ့ဦးနော်။အားလုံးပဲကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။